သောနာဒန္တာတုတ်ပါဠိတော်စံပါမြို့တော်ဝင်ဘာသာကြားသောနာဒန္တာပုံနာကဘာသာကြားပုံနာတို့အားကကရာရေကတိသတင်းသုံးနေသောမြတ်စွာဘုရားရှင်ဤဂုဏ်တော်29ပါးတို့အားပြောကြားခြင်းသမနောခလုဘောဂောဓမောဥပါတောသူဇာတောမာတိတောစာပိတိတောစသံသုဒ္ဓဂဟာနိကောယာဝတတ္တမာပိတာမဟာယုကအခိထောအနုပကုထောဇာတိဝါဒိနအချင်းတို့စင်စစ်သောကယဟန်ဂေါတမသည်အမိဘအဖဘနှစ်ဖက်စလုံးတို့မှာကောင်းသောဆက်ရှိခဲ့ပါ၏ဘူဘီ90တိုင်အောင်မျိုးရိုးတန်သောအမိဝမ်းတိုက်ရှိခဲ့ပါ၏အမျိုးစနစ်ဆက်သောစကားဖြင့်အပေမခံခဲ့ရခဲ့ရဲ့မခံခဲ့ရပေသမနောခလုဘောဂောဓမောမဟန္တညာတိတံကံဩဟာယပပစီတောအချင်းတို့စင်စစ်သောကာယဟံဂေါတမသည်များပြားလာစွာသောဆွေတော်မျိုးတို့အပေါင်း16000ကိုပယ်ဆွံ့၍ယဟန်ပြုပါ၏သမနောခလုဘောဂောဓမောဘဟုတံဟိရိညသူဝနံဩဟာယပပစီတော်ဘူမိကတင်္စာဝေဟာတထင်္စာအချင်းတို့စင်စစ်သောကာယဟံဂေါတမသည်မြေအောက်၌လီထားသောမြေပေါ်ကောင်းကင်၌လီထားသောများစွာသောရွှေငွေကိုပယ်ဆွံ့၍ယဟန်ပြုပါ၏သမနောခလုဘောဂောဓမောဒါရောဝသမာနောယုဝတုတုကလဂီသောဗတ္တရိနာယုပနေနာသမနာကတောပထမေနာဝယတာအဂါရသမနာဂာရိယံပပစီတောအချင်းတို့စင်စစ်သောကာယံဂေါတမသည်ငယ်ရွယ်ပြိုမြစ်သည်ဖြစ်လျက်ကောင်းစွာမဲနှက်သောသပင်ရှိသည်ဖြစ်လျက်ပထမရွယ်ဟုသောကောင်းသောရွယ်နှင့်ပြည်စုံသည်ဖြစ်လျက်လူပေါင်းမှယဟန်ပေါင်းသို့ဝင်ရောက်ပါ၏သမနောခလုဘောဂောဓမောအာဂမဂာနံမာဒပိတုနံအတုမုခာနံရုဒန္ဒာနံကေတာမတ္တုံဩဟာရိတဝါဂါတာယာနိဝဋ္ဌာနိဣဇာတိတဝါအဂါရသမနာဂာရိယံပပစီတောအချင်းတို့စင်စစ်သောကာယံဂေါတမသည်အမိတို့အဖတို့မလိုလားကုန်၍မျက်ရည်ရွှဲဆိုးငိုယိုကုန်စဉ်စံမုတ်စိတ်ကိုပယ်ပြီးလျင်ဖန်ရည်ဆိုးသောဝိကိုဝိလျက်လူပေါင်းမှငယဟန်ပေါင်းတို့ဝင်ရောက်ပါ၏သမနောခလုဘောဂောဓမောအဘိရူပောတတနိယောပါတာတိကောပရမယဝန္နာပောခရတယသမနာကတောယမဝန္ဒီပြမဝိသတိယခုခုဒာဝကတောအတတနာယအချင်းတို့စင်စစ်သောကာယံဂေါတမသည်အစင်းလှ၏ရှုခြင်းပွဲရှိ၏ကြီးညိုပွဲရှိ၏မြတ်သောအစင်းတရနှင့်ပြည့်စုံ၏မြမနှင့်ဒူသောအစင်းရှိမြမနှင့်ဒူသောခန္ဓာကိုယ်ရှိကြည့်ရှုခြင်းငါခံညာသောကုခန္ဓာအစရပိုင်းရှိပါ၏သမနောခလုဘောဂောဓမောသီလဝါရိယာတိလီကုသလတိလီကုသလတိလီသမနာကတောအချင်းတို့စင်စစ်သောကာယံဂေါတမသည်စတုပါရိတုတ်တိသီလရှိပါ၏မြတ်သောသီလရှိပါ၏ကောင်းသောသီလရှိပါ၏ကောင်းမြတ်သောသီလနှင့်ပြည့်စုံပါ၏သမနောခလုဘောဂောဓမောကလျာဏဝါဆိုကလျာဏဝဂရနောပောရိယာဝါစာယသမနာကတောဝိတထာယအနေလခလာယအထတဝိညာပနိယအချင်းတို့စင်စစ်သောကာယံဂေါတမသည်ကောင်းသောစကားရှိကောင်းသောမွတ်ဆိုတန်ရှိယဉ်ကျေးသိမ့်မွေသောစကားနှင့်ပြည့်စုံ၏တန်ရှင်သောအပြစ်ကင်းသောအဓိပ္ပာယ်သူလေသောစကားနှင့်ပြည့်စုံပါ၏သမနောခလုဘောဂောဓမောဘဟုနာစရိယပါစရိယောအချင်းတို့စင်စစ်သောကာယံဂေါတမသည်များစွာသောဗုဒ္ဓဝိနည်းသာဝကဝိနည်းဖြစ်သောလူနှင့်မြမတို့၏ဆရာဖြစ်ပါ၏ဆရာဖြစ်ပါ၏သမနောခလုဘောဂောဓမောခိနကာမရာဂောဝိကတသာပံလောအချင်းတို့စင်စစ်သောကာယံဂေါတမသည်ကာမဂုဏ်၌တက်မှတ်ခြင်းခုန်ခံပြီးဖြစ်၏လျက်ပေါ်လိုလီခြင်းကင်းပါ၏